အားလုံးပဲမင်္ဂလာပါရှင် Mr. Screen ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ညီမအခုရောက်ရှိနေတာကတော့မြောက်ကလာမြို့နယ်မှာရှိတဲ့ Mr. Screen ကစတမားရဲ့နေအိမ်လေးပဲဖြစ်ပါတယ်ဒီနေအိမ်လေးရဲ့ထူးခြားချက်ကတော့အရင် project တွေနဲ့မတူပဲတအိမ်လုံးကိုဆွေးနှောချင်းစကားလေးတက်ဆင်ပေးထားပါတယ်ဆွေးနှောဆိုတာဘယ်လိုချင်းစကားမျိုးစားလေးဖြစ်လဲဆိုတာညီမနဲ့အတူတူလိုက်ကြည့်လိုက်အောင်နော်ဒီဝင်ပေါက်လေးမှာတုံးထားတာကတော့ဆွင်းတော်ချင်းစကားလေးဖြစ်ပါရဲ့ရှင်ဆွင်းတော်တကားရဲ့စကားသားကအလူမီနီယံနဲ့မို့လို့ခိုင်ခန့်မာကျော်ကနေအိမ်မှာခွေးလေးတွေကြောင်လေးတွေမွေးထားတဲ့အိမ်ဆိုအဆင်ပြေမှာပါရှင် security lock system မှာတခါတည်းထည့်သွင်းထားတာမို့လို့နေအိမ်ရဲ့လုံခြုံရေးကိုပါစိတ်ချစေမှာပါရှင်မိဖို့ကန်နဲ့ချိတ်ဆက်ထားတဲ့နေရာမှာဆိုရင်လည်းဒီမျိုးစားလေးကိုပဲထည့်သွင်းပြီးအသုံးပြုပေးထားပါတယ်။သူကရင်ကောင်းနေမကပဲအခြားအင်းဆက်ပုံမှတေးသေးလေးတွေအစားမဝင်ရောက်နိုင်အောင်လည်းကာကွယ်ပေးပါရဲ့ရှင်။ဒီလေထက်ကောင်းပြီးမြင်ကွင်းကိုလည်းမကွယ်တာကြောင့်အင်ရှင်မတွေအတွက်အရန်ကိုအဆင်ပြေအမျိုးစားလေးပဲဖြစ်ပါရဲ့ရှင်။အပေါ်ရောက်ဝင်လာမှာလဲဆွင်းတော်လေးကိုပဲတက်ပေးထားပါတယ်ရှင်ဒီဆွင်းတော်ရဲ့ထူးခြားချက်ကခိုင်ခန့်မှုပိုင်းမှာတကယ်ကိုစိတ်ချရတာပါရှင်သူရဲ့ frame ပေါင်းတွေကိုကြည့်လိုက်ရင်တခြားစကားတွေထက်ပိုထူပြီးအလူမီနီယံသားအကောင်းစားကိုသုံးထားတာပါဒါကြောင့်ဒီဆွင်းတော်အမျိုးအစားကရေရှည်မှာအသုံးပြုခြင်းသူများအတွက်အကျန်းခံဆုံးအမျိုးအစားလို့လည်းပြောလို့ရပါတယ်ရှင်security lock system ပါတဲ့အတွက်နေဘက်တွေမှာအိမ်တကားကြီးဖွင့်ထားပြီးဒီချင်းစကားလေးကိုပဲလော့ချထားလို့ရပါတယ်ရှင်လေထက်ကောင်းတယ်လို့အပြင်ကလူစိမ်းဝင်လာမှာကိုလည်းစိတ်ပူစရာမလိုတော့ဘူးပေါ့ခိုင်ခန့်မှုမှာနံပါတ်1လုံခြုံမှုမှာလည်းစိတ်ချတဲ့ Mr. Screen ရဲ့ဆွင်းတော်ချင်းစကားကိုအသုံးပြုခြင်းနဲ့ဆိုရင်တော့အခုပဲ Mr. Screen showroom လမ်းလာဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်